ဒီမျိုးသမီးကရတာရှိတဲ့ဟင်းပွဲတွေချက်ပြုတ်ရတာကိုတိတ်ကြိုက်တာပါဒါပေမဲ့သူမကိုယ်တိုင်ကအဲ့ဒီအစားအစာတွေကိုနည်းနည်းပဲစားလေးရှိတယ်သူမရဲ့ဝါသနာကစားဖို့မဟုတ်ပဲအစားအစာတွေချက်ပြုတ်ပြီး online မှာမျှဝေရတာကိုလူတိုင်းကသူမရဲ့လက်ရာကိုချီးကျူးကြပေမဲ့သူမတကယ်ရင်ထဲကနေမပြောနိုင်ခဲ့ဘူးချက်ထားတဲ့ဟင်းတွေကိုဘယ်တော့မှကောင်းအောင်မစားနိုင်တာမို့အများတန်းလိုအစားအစာတွေအများကြီးအလားအဖြစ်ပြီးလွှင့်ပစ်ခဲ့ရတယ်ဒီလိုအချိန်မျိုးဆိုရင်သူမချက်ထားတဲ့အစားအစာတွေကိုတကယ်တမ်းရတာရှိစားပေးမဲ့သူတယောက်ရှိရင်ကောင်းပါပဲလို့တွေးပြီးမျှော်လင့်မိတယ်အဲ့ဒီအချိန်မှာပဲသူမအိမ်နီးနားချင်းကသူမဘဝတွေကိုရောက်လာခဲ့တယ်အဲ့ဒီအိမ်နီးနားချင်းကတော့အင်မတန်အစားကြီးတဲ့သူတယောက်ပေါ့တရက်မှာတော့အိမ်နီးနားချင်းကဆိုင်တစ်ဆိုင်မှာထမင်းပွဲတစ်ပွဲမှာစားတယ်ဒါပေမဲ့ပကံထဲမှာထမင်းကတဝက်လောက်ပဲပါလာတာမို့ဆိုင်မန်နေဂျာကိုသွားပြီးပြဿနာရှာတော့တာပဲသူမအတွက်ကတော့ထမင်းတစ်ပွဲအပြည့်စားရင်တော့ဘိုင်းမဝကျင်ဘူးလေအိမ်ပြန်လမ်းမှာလဲချက်ကြော်ပုံအကြီးကြီးနှစ်ပုံတောင်ဝယ်လာသေးတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အမျိုးသမီးကတော့လေးအံ့ဩသွားပြီးသူမအတွက်တော့အတူတူထမင်းစားဖို့အကောင်းဆုံးအဖို့ကိုရှာတွေ့ပြီလို့တွေးလိုက်မိတယ်နောက်ရက်မှာတော့အမျိုးသမီးကအလုပ်ကနေစောစောပြန်လာပြီးဝက်သားဆုပ်ပြုတ်ချက်ဝက်သားပေါင်းထမင်းပွဲအကြီးကြီးတစ်ပွဲကိုတေးသေးချာချာချက်ပြုတ်လိုက်တယ်အားလုံးပြင်ဆင်ပြီးတဲ့နောက်မှာတော့စိုးရိမ်စိတ်လေးနဲ့ပဲအိမ်နီးနားချင်းကိုအိမ်ကိုဖိတ်လိုက်တော့တယ်အိမ်နီးနားချင်းကထိုင်ကုန်မှာထိုင်လိုက်တာနဲ့ဟင်းပွဲကြီးစီနှလုံးမခွာရမ်းစိုက်ကြည့်နေတော့တာပေါ့အမျိုးသမီးကလည်းအာနာနာနဲ့ပဲတူတူစားရအောင်လို့ပြောလိုက်မိတယ်အိမ်နီးနားချင်းလေးကခဏလောက်ကြောင်သွားတဲ့အခါအမျိုးသမီးကငါများရိုင်းပြမိသွားပြီလားလို့တွေးပြီးကြောက်သွားတာကြောင့်ဟင်းပွဲကိုပြန်သိမ်းဖို့လုပ်ပါလေရောဒါပေမဲ့အိမ်နီးနားချင်းကတော့သူမရဲ့သပင်တွေကိုစူးစီးကြည့်နှောင်လိုက်ပြီးဇုံးကိုကောက်ကန်ကနေရီရှက်ရီစားပါတော့တယ်သူမတကယ်ကိုအာယုံစိုက်ပြီးတလုတ်အားရပါရစားနေလိုက်တာမကြခင်မှာပဲပကံပြားကြီးတစ်ခုလုံးပြောင်းတလင်းခါသွားခဲ့တယ်အိမ်နီးနားချင်းအရသာရှိစားနေတာကိုကြည့်ရင်းနဲ့အမျိုးသမီးကသူမဘာကြောင့်ချက်ပြုတ်ရတာကိုတနာပါလဲဆိုတဲ့အဖြေကိုရှာတွေ့သွားခဲ့တယ်ဒါဟာဟင်းပွဲတွေပြင်ဆင်ရုံတက်တင်မဟုတ်ပဲမိမိချက်ကျွေးတဲ့အစားအစာကိုအခြားသူတွေပျော်ပျော်ရွှင်ရွှင်စားသုံးနေကြတာကိုမြင်တွေ့ကျင်တဲ့အချစ်ကြောင့်ပဲဖြစ်တယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်ဟာနေတိုင်းတူတူထမင်းစားဖို့ပတိကဝတ်ပြုခဲ့ကြတယ်ဒါပေမဲ့မထင်မှတ်ပဲနောက်ရက်မှာပဲအမျိုးသမီးနေမကောင်းဖြစ်ပြီးဖျားပါလေရောကတင်ပေါ်ကတော့မထနိုင်တော့အောင်အားဟင်ကုန်ခန်းနေတာကြောင့်အိမ်နီးနားချင်းလေးစီစာရိုလေးတစ်စောင်ပို့ပြီးအိပ်ပျော်သွားခဲ့တယ်မကြခင်မှာပဲအိမ်ရှိလူခေါ်ပဲတန်ထပ်မိလာခဲ့တယ်အိမ်နီးနားချင်းလေးကသူမကိုပြုစုဖို့ရောက်လာခဲ့တာပါသူမကလျှက်စစ်ထမင်းပေါင်းဦးကိုပါတခါတည်းတည်လာပြီးအမျိုးသမီးလေးအတွက်ထမင်းစုပ်လေးတွေလုပ်ပေးဖို့ပြင်ဆင်တော့တယ်စကားဆက်မိလို့စကားပြောရင်းနဲ့ဒီထမင်းစုပ်လေးတွေကသူမအကြိုက်ဆုံးမှုဖြစ်ကြောင်းအမျိုးသမီးလေးကအမှတ်မထင်ပြောပြခဲ့ဘူးလားကိုရိုးရှင်းတဲ့အစားအစာလေးတစ်ခုဆိုပေမဲ့လည်းအမျိုးသမီးလေးရဲ့ရင်ထဲမှာတော့အတိုင်းမသိအထိခိုက်မခံနိုင်အောင်စာနာစိတ်ပွားများပြီးစိတ်လှုပ်ရှားသွားခဲ့ရတယ်တစုံတစ်ယောက်ရဲ့အနီးကပ်နွေးနွေးထွေးထွေးပြုစုစောင့်ရှောက်မှုကိုခံရခြင်းကပဲသူမအတွက်တော့အတိုင်းအဆမရှိတဲ့ပျော်ရွှင်မှုကိုဆောင်ကျဉ်ပေးခဲ့